ချင်းနဲ့မကြည်ပွဲပြန်နှွှဲရအောင်မဲစော်ရက်အရင်တစ်ချိန်နှုံးကတိုင်းသဘောထားရင်မှားသွားလိမ့်မယ်။ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကြော်ကြား MMA Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။စော်ရက်ကတော့နောက်ထပ်တပွဲထပ်ရသွားပြန်ပြီဖြစ်ပါတယ်။ဒီနေ့တည်းမှာဝမ်းချက်မြန်ရှင်မှာပွဲရကျန်နေတဲ့မြန်မာဖိုက်တာတွေရှိပါတယ်။သူတို့ကတော့ Emi နဲ့ Super ရေချန်တို့ပါ။နှစ်ယောက်စလုံးဟာမီလာပိုင်းကုံလောက်ထိပဲတယောက်ကို3ပွဲစီထိုးထားပြီးဖြစ်ပါတယ်။အခုခါမှာတော့ Emi နဲ့ Super ရေချန်လိုမျိုးစော်ရက်ကလည်း2025ခုနှစ်ရဲ့ပထမနှစ်ဝက်တွင်3ပွဲမြောက်ပွဲကိုရှင်ပြိုင်ကစားသွားရတော့မှာပါ။ဒီပွဲမှာစော်ရက်နဲ့ရှင်ပြိုင်ထိုးသက်တော်ရမယ့်ဖိုက်တာကစော်ရက်နဲ့တစ်ကြိမ်ထိပ်တိုက်တွေ့ဆုံထားခဲ့မှုတဲ့ Thai Fighter ဖုတ်ကြီးချစ်ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးကပြီးခဲ့တဲ့ Friday Fight 91မှာမျက်နှာချင်းဆိုင်ဆုံတွေ့ထားကြတာဖြစ်ပြီးအဆိုပါပွဲစဉ်တုန်းကတော့စော်ရက်ကအမှတ်နဲ့အနိုင်ရရှိထားတာပါ။ဒါကြောင့်ဒီ Fighter နှစ်ဦးဟာမကြေပွဲပြန်နှွှဲသွားကြရမှာဖြစ်ပြီးတယောက်ကြောင့်တယောက်တည်ထားပြီးသား Fighter တွေဖြစ်လို့ပြိုင်ဆိုင်မှုကလည်းအရင်ပွဲတုန်းကတက်ကိုပုံမပြင်းထန်လာဖို့ရှိပါတယ်။ဖုတ်ကြီးချစ်ကတော့လက်ရှိချိန်မှာအသက်23နှစ်သာရှိသေးတာကြောင့်ငယ်ရွယ်မှုကိုတုံးချပြီးတော့ပွဲကိုမမောနိုင်မပန်းနိုင်ကစားနိုင်စွမ်းရှိပါတယ်။နောက်ပြီးဖဝေချစ်လေးကျင်းနေတဲ့လဝိတ်ကလပ်ကလည်းထိုင်းနိုင်ငံရဲ့နာမည်ကြီးဂျင်တစ်ခုဖြစ်တဲ့ဆမ်မာဝေဂျင်ဖြစ်နေတာကြောင့်ဖဝေချစ်ကိုရှော့တက်ထားလို့မရပါဘူး။ဘက်ကွီချစ်ရဲ့အသက်အရွယ်ကတော့ငယ်ရွယ်သေးပေမဲ့ပွဲတိုးတဲ့တွေ့ကြုံကအတော်လေးကိုများပြားနေတာကိုလည်းတွေ့ရပါတယ်။ဖဝေချစ်ကငယ်ရွယ်နဲ့ပဲ professional ကစားသမားဘဝကိုခံယူခဲ့တာဖြစ်လို့သူရဲ့ professional ကစားသမားဘဝမှာတိုးပွဲမှတ်တမ်းတွေကအတော်လေးကိုများပြားလွန်းနေတာတွေ့ရပါတယ်။ဖဝေချစ်ဟာ1ချန်ပီယံရှစ်မှာလက်ရှိချိန်ထိ10ပွဲထိုးထားပြီးပါပြီ။အဲ့ဒီ10ပွဲထဲမှာဖဝေချစ်ဟာ4ပွဲနိုင်4ပွဲရှုံးနိမ့်ထားပါတယ်။ဒါပေမဲ့ပဝီရှိရဲ့ professional ကစားသမားပွဲရဲ့ထိုးပွဲမှတ်တမ်းကိုကြည့်မယ်ဆိုရင်တော့စုစုပေါင်းပွဲ100နီးပါးထိရှင်ပြိုင်ထိုးသက်ထားခဲ့တာကိုတွေ့ရပါတယ်။ဒါဟာသက်23နှစ်အရွယ် fighter တယောက်အနေနဲ့တွက်ကြည့်မယ်ဆိုရင်အတော်လေးကိုများပြားလွန်းတဲ့ထိုးပွဲမှတ်တမ်းလည်းဖြစ်ပါတယ်။ဖိုက်တာတယောက်ကအသက်23နှစ်အရွယ်နဲ့တင်ပွဲရွေအတွက်အခုလောက်အများကြီးထိုးထားတယ်ဆိုတာကမျက်လုံးပြူးခြင်းစရာပဲဖြစ်ပါတယ်ဒီထက်ပိုပြီးမျက်လုံးပြူးရလောက်မဲ့နောက်ထပ်အကြောင်းရင်းတစ်ခုလည်းရှိပါသေးတယ်ဒါကတော့ဖဝီချစ်ကသူ့ရဲ့ professional ကစားသမားဘဝမှာထိုးခဲ့ဘူးတဲ့68ပွဲတည်းမှာ89ပွဲအနိုင်ရရှိထားပြီး22ပွဲရှုံးထားတယ်ဆိုတဲ့ထိုးပွဲမှတ်တမ်းပဲဖြစ်ပါတယ်ဖဝီချစ်ကအသက်ရွယ်တဲ့မလိုက်ဖက်အောင်ဒီလိုမျိုးပွဲတွေ့ကြုံများကြီးရှိထားတဲ့ fighter တယောက်ဖြစ်ပါတယ်ပဝီချစ်နဲ့ပထမချိန်ထိပ်တိုက်တွေ့ဆုံစင်တော့က139ပေါင် cash rate တန်းမှာထိုးခဲ့ရတာဖြစ်ပြီးစောရဟာဒီအချိန်မျိုးကိုရောက်အောင် weight တင်ပြီးတော့လာရောက်ရှင်ပြိုင်ပေးခဲ့ရတာပါဒါပေမဲ့ပွဲပြီးမှစောရကပဝီချစ်ကိုမှတ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်စောရရောပဝီချစ်က135ပေါင်တန်းဖြစ်နေတဲ့ flyweight တန်းမှာကျန်လည်နေကြောက် fighter ဖြစ်လို့ဒီ weight တန်းပတ်ချလေမှာထိုးရတယ်ဆိုရင်သူတို့အတွက်တော်တော်လေးကိုအဆင်ပြေပြီးစွမ်းဆောင်ရည်ကောင်းတွေကိုလည်းချပြနိုင်ပါတယ်ဖဝီချစ်ကတော့ဝမ်းမှာစတင်ရှင်ပြိုင်စင်တော့ကရလက်တွေတောက်လျှောက်ကောင်းမွန်ခဲ့ပေမဲ့သူရဲ့မိသားစုပြဿနာတွေကြောင့်နောက်ပိုင်းမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာခဲ့ပြီးရှုံးမှုတွေဆက်လာခဲ့ပါတယ်။ဆိုရန်နဲ့ပွဲတီဖဝီချစ်ဟာသူ့စိတ်ကိုသူပြန်လဲတီးဆောက်လို့မရနိုင်သေးတဲ့နေထားမျိုးပါ။အဲဒီမတိုင်ခင်မှာဖဝီချစ်ရဲ့အဖိုးနဲ့ညီမလေးတို့ဟာရှေ့ဆင်းနောက်ဆင်းဆိုသလိုပဲအချိန်နှင်းငယ်တွင်မှာကွယ်လွန်သွားခဲ့တာကြောင့်ဖဝီချစ်ရဲ့စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေရှိခဲ့တဲ့ဆိုတာကတော့သိကြပါတယ်။အခုဆိုရင်ဖဝီချစ်ရဲ့စိတ်တွေကအနည်းနဲ့များတော့အနေထိုင်သွားလှပပြီ။ဒါကြောင့်ဒီတစ်ချိန်မကြေပွဲမှာစောရအနေနဲ့အရင်ပွဲတော့ကဖဝီချစ်လိုပဲထက်တွက်ခဲ့မယ်ဆိုရင်တော့အမှားကြီးမှားသွားနိုင်ပါလိမ့်မယ်။ဝိုင်းဘက်စော်စားလိုပါကတက်တွေ့ထားတဲ့ page တွေမှာစော်စားလို့ရပါတယ်။ promo code SYS7 link ကိုအသုံးပြုပြီးတော့ 100% bonus ရယူလိုက်ပါ။ဟုတ်ကဲ့ပါရှင် view လေးကတော့ဒီလောက်ပါပဲ။နောက်နေ့မှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ page လေးကို like and follow လေးလုပ်ပြီးဒီ view လေးကို share ပေးဖို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါစီရှင်။